အရင်ကတည်းကစုံတောင်းတရှူနဲ့စွန်စားကန်ရုပ်ရှင်တွေကြည့်ပြီးအဲ့ဒီဇက်ကောင်တွေကိုအားကျခဲ့ရတယ်ဆိုတော့အသက်22နှစ်အရွယ်ရဲဘော်ကျောင်းသားတယောက်တကယ်လက်တွေ့ဘဝမှာလည်းအဲ့ဒီဇက်ကောင်တွေကတစ်ခုဖြစ်တဲ့တရှူတယောက်ရဲ့စွန်စားရတဲ့ဘဝကိုစိတ်ဆူရဲ့စခန်းမှာ6လကျော်ကြာဖြတ်တန်းခဲ့ရပါတယ်။အာနာမသိန်းခင်ကအဝေးတင်ပထမနှစ်ကျောင်းသားဖြစ်တဲ့ရဲဘော်ကျောင်းသားနဲ့အတူအသက်42နှစ်အရွယ် CDM ကျောင်းဆရာရဲဘော်ဘိုးတို့နှစ်ယောက်ဟာတာကြီးတောင်ရင်းနှမီရဲစခန်းမှာ6လကျော်ကြာတရှူဖြစ်အတူတူစွန့်စားခဲ့ကြသူတွေပါသူတို့ရဲ့ပြမတ်ကမကွေးတိုင်းပခုတ်ကူမြို့နယ်ကံမတိုင်နယ်ကရေနံတွင်းရေနံမော်တွေကိုလုံခြုံရေးယူအဆောင်ချထားတဲ့စေစုရဲ့တာကြီးတောင်ရေနံမီရဲစခန်းပါအဲ့ဒီဇက်ကောင်တွေလိုပဲကျွန်တော်ကစွန့်စားရတာကြိုက်တယ်လို့ရဲဘော်ကျောင်းသားကပြောပါတယ်အချိန်က2023စက်တင်ဘာတရှူလောက်ချင်းရွေချက်ကစေစုရဲ့တာကြီးတောင်ရေနံမီရဲစခန်းကိုချေမုန်းဖို့နဲ့ရန်သူလက်နဲ့ကိုလက်နဲ့ဖြေရေးပါတရှူအဖြစ်6လကျော်ကြာစွန့်စားပြီးနောက်2024ခုမတ်လ23ရက်ညနေပိုင်းမှာတော့ရဲဘော်ကျောင်းသားရောရဲဘော်ဘိုးတို့ရောနှစ်ယောက်စလုံးစေအုပ်စုရဲ့တာကြီးတောင်ရေနံမီရဲစခန်းကနေG3 တနက်3လက်ကြီးပေါင်း5ခုနဲ့ကြီးအတောင်80ကိုယူဆောင်ပြီးသူတို့ရဲ့တရှူစွန့်စားခန်းကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမတိုင်နယ်ကတာကြီးတောင်ရေနံမီရဲစခန်းဟာလျှက်စစ်နဲ့စွမ်းရင်ဝန်ကြီးဌာနမြမရေနံနဲ့တဘောဓာတ်ငွေလုပ်ငန်းကပိုင်တဲ့တာကြီးတောင်ရေနံမြေကရေနံတွင်းတွေကိုလုံခြုံရေးယူစောင့်ရှောက်ပေးရတဲ့စခန်းဖြစ်ပါတယ်။မြန်မြို့နယ်ပါဝင်ပေါင်းတဲ့ပခုတ်ကူစတဲ့မကွေးတိုင်းကမြို့နယ်တချို့မှာရေနံတူဖို့ထွက်ရှိပါတယ်။တချို့သောရေနံတွင်းတွေကိုစွမ်းရင်ဝန်ကြီးဌာနပိုင်အဖြစ်သတ်မှတ်ထားပြီးတာကြီးတောင်ရေနံမြေရဲစခန်းလိုမျိုးကာကွယ်ရေးနဲ့ပြည်ထရေးဝန်ကြီးဌာနတွေကအဲ့ဒီရေနံသွင်းရေနံမြေတွေကိုလုံခြုံရေးယူပေးကဒေတာကိုထိန်းချုပ်ထားပါတယ်။စစ်အာဏာသိမ်းပြီးနောက်မှာတော့တာကြီးတောင်ရေနံမြေရဲစခန်းကစေစုအပါအဝင်မကွေးတိုင်းအတွင်းကရေနံတွင်းဆောင်စေစုဟာဝန်ကြီးဌာနပိုင်းတနည်းအားဖြင့်ပြည်သူပိုင်းရေနံတွေကိုမှောင်ခိုစည်းနဲ့ပေါ်ပေါ်တင်တင်ခိုးထုတ်ရောင်းချပြီးဝငွေရှာကြပါတယ်။ရဲဘော်ကျောင်းသားနဲ့ရဲဘော်ဘိုးတို့နှစ်ယောက်ဟာမကွေးတိုင်းမြိုင်မြို့နယ်ခြေပြူမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြိုင်ဘကဘအဖွဲ့ဝင်တော်လန်ရေးရဲဘော်တွေပါရဲဘော်ကျောင်းသားက PDF ကံမတပေါင်းစုတစ်ဖွဲ့ကဖြစ်ပြီးရဲဘော်ဘိုးတို့ကတော့မြိုင်ဘကဘကပါမြိုင်ဘကဘအနေနဲ့အင်အားရထောင်ချီစုဖွဲ့ပြီးလက်နက်ကင်တိုက်ပွဲဝင်နေပေမဲ့လက်နက်ခဲယံပြည်စုံလုံလောက်မှုမရှိပါဘူးပြည်သူတွေရဲ့လှူဒန်းထောက်ပံ့မှုနဲ့ရက်တည်နေရပြီးစေစုကိုဆက်လက်တိုက်ခိုက်နိုင်ဖို့ရိတ်ခါနဲ့လက်နက်ခဲယံတွေလိုအပ်နေပါတယ်ကျွန်တော်တို့အဖွဲ့မှာကရဲဘော်3ယောက်မှတနက်တက်လက်ပဲရှိတယ်လို့မြိုင်ဘကဘခေါင်းဆောင်ဘိုးလက်ရကပြောပါတယ်မြိုင်ဘကဘတာဝန်ရှိသူတွေအနေနဲ့အဖွဲ့အစည်းအတွက်ဝင်ငွေရဖို့ရောစေစုကိုချေမုန်းနိုင်ဖို့ရောရန်သူလက်နဲ့ကုလက်နဲ့ဖြစ်လာရေးအတွက်ပါစဉ်းစားပြီးမြိုင်နယ်ကတာကြီးတောင်ရေနံမြေရဲစခန်းကိုတရှို့လုပ်ပြီးဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။တာကြီးတောင်ရေနံမြေရဲစခန်းရဲ့အားနည်းချက်ဟာလည်းဒေတာတွင်းကတခြားသောရေနံတွင်းအဆောင်ရဲစခန်းတွေလိုပဲဝန်ကြီးဌာနပိုင်းရေနံတွေခိုးထုတ်ရောင်းစားတာပါ။ဒါကြောင့်ရေနံအယောင်းဝယ်သမားဟန်ဆောင်ပြီးချင်းခဲ့ရင်အလွယ်တကူနဲ့ဝင်ထွက်လို့ရနိုင်မှန်းရဲဘော်ကျောင်းသားတို့တစုသဘောပေါက်ထားပါတယ်။တချို့တယောက်ရဲ့တာဝန်ဟာရန်သူစီကယုံကြည်မှုရအောင်တည်ဆောက်ပြီးအဲ့ဒီယုံကြည်မှုကိုအသုံးချကရန်သူကိုချေမှုန်းရတာမျိုးဖြစ်ပါတယ်။လောင်ကစားတစ်ခုလိုအယောစားကြည့်ပြီးအခက်မတင်လို့သတင်းပေါက်ကြားသွားရင်အသက်ပါဆုံးရှုံးနိုင်ပေမဲ့လက်နက်လိုအပ်ချက်ကြီးမားတဲ့အတွက်အခုလိုတချို့အဖြစ်လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ရဲဘော်ကျောင်းသားကပြောပါတယ်။ရဲဘော်ကျောင်းသားတို့နှစ်ယောက်ဟာတာကြီးတောင်ရေနံမြေရဲစခန်းကိုဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့ပြီးနောက်ရေနံအယောင်းဝယ်လုတ်ကင်သူတွေဖြစ်ဟန်ဆောင်ကအဲ့ဒီရဲစခန်းကစေအုပ်စုကိုဆက်သွယ်ကြပါတယ်။ကျွန်တော်တို့လည်းရေနံထုတ်ချင်ပါတယ်။အရင်လူတွေထက်ဈေးနည်းနည်းပိုပေးနိုင်ရင်ပိုပေးပါမယ်။တခြားဝယ်လက်တွေနဲ့လည်းချိတ်ပေးမယ်။ကျွန်တော်တို့ကဆရာတို့ကိုထောက်ခံတဲ့သူတွေပါလို့ပြောပြီးစေအုပ်စုကိုစတင်ချန့်ကက်ခဲ့တယ်လို့ရဲဘော်ကျောင်းသားကပြောပြပါတယ်။သူတို့နှစ်ယောက်တာကြီးတောင်ရေနံမြေကနေရေနံထုတ်ခွင့်ရရှိခဲ့ပြီးစေအုပ်စုကသူတို့နှစ်ယောက်ကိုတကယ်ပဲရေနံအယောင်းဝယ်လုပ်သူတွေလို့ထင်မှတ်သွားကြတယ်လို့ဆိုပါတယ်။၃ခါလောက်အယောင်းဝယ်လုပ်ပြပြီးချိန်မှာတော့စေအုပ်စုကသူတို့နှစ်ယောက်ကိုယုံကြည်သွားသလိုလုပ်ငန်းကရတဲ့အမြတ်ငွေကရဲဘော်ကျောင်းသားတို့ရဲ့မိခင်တရင်တက်ဖွဲ့အတွက်လည်းရိတ်ခါနဲ့လက်နက်ခဲယံဝယ်ယူနိုင်ဖို့ဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်လာတယ်လို့ဆိုပါတယ်။ရေနံမောက်ကိုရောင်းဝယ်ခြင်းဆိုတာကစေအုပ်စုကသူတို့စောင့်ရှောက်ပေးရတဲ့ရေနံတွေကိုစီတပေပါကြက်သိန်းနှုံးနဲ့
ခိုးထုတ်ရောင်းစားပြီးရဲဘော်ကျောင်းသားတို့လိုပဲပွဲစားကစေစုကရောင်းပေးတဲ့တခုစင်းနဲ့ဝယ်ယူကစခန်းပြင်ကိုတည်ထုတ်ပြီးချားမြို့ရွာတွေမှာရေနံတပေပါကျပ်3သိန်းနဲ့ပြန်လည်ရောင်းချတာမျိုးပါစေစုထံကနေတည်ထုတ်ဖို့ကားကတပေပါကျပ်9000လောက်ကုန်ကြတာကြောင့်ရေနံတပေပါတည်ထုတ်ရောင်းဝယ်နိုင်တဲ့ကျပ်3သိန်းခွဲရင်းပြီးကျပ်3သိန်းပြန်ရတာကြောင့်ထောက်ဝက်ခန့်အမြတ်ငွေရပါတယ်အဲ့ဒါလို့ရေနံမှောင်ကိုဓမားတွေဖြစ်လောက်ကင်နေရင်တနေ့မှာတော့တာကြီးတောင်ရေနံမြေရဲစခန်းကစေစုရဲတယောက်ဟာရဲဘော်ကျောင်းသားတို့ကိုပုံမှုယုံကြည်မှုရှိလာပြီးသူတို့ရဲ့စခန်းမှာလာနေဖို့ဖိတ်ခေါ်ခဲ့တယ်လို့ဆိုပါတယ်။ရဲဘော်ကျောင်းသားတို့ကချက်ချင်းအဖြစ်မပေးဘဲစဉ်းစားအောင်မယ်ဆိုပြီးအဖွဲ့အတွင်းပြန်တိုင်ပင်ကြပါတယ်။စေစုဘက်ကဒီလိုပြောလာချိန်မှာရဲဘော်ကျောင်းသားတို့ကမြိုင်ပကပခေါင်းဆောင်ဖြစ်တဲ့ဘိုးလက်ရတို့ကိုပြန်လည်ပြောပြခဲ့ပါတယ်။တာကြီးတောင်ရေနံမြေရဲစခန်းကစေစုဟာသူတို့နှစ်ယောက်ကိုယုံကြည်နေပြီဖြစ်ကြောင်းစခန်းမှာလာနေလို့ရကြောင်းစခန်းမှာနေပြီးရေနံရောင်းဝယ်လုပ်လို့ရကြောင်းဒီမှာပဲစားတောက်ပြီးအတူတူနေလို့ရကြောင်းပြောပြပြီးဘယ်လိုလုပ်မယ်ဆိုတာတိုင်ပင်ကြပါတယ်။အဲ့ဒီရေနံမြေရဲစခန်းမှာနေရင်တော့လက်တက်တွေရနိုင်သလိုစေုပ်စုကိုချေမုံဖို့ရဲစခန်းရဲ့အနေအထားနဲ့အင်အားကိုသိရှိမှာဖြစ်ပါတယ်။ဒါကြောင့်စေုပ်စုရဲ့ဖိတ်ခေါ်ချက်ကိုလက်ခံပြီးအဲ့ဒီစခန်းထဲသွားကတချို့လုပ်ဖို့ဆုံးဖြတ်ခဲ့ကြောင်းရဲဘော်ကျောင်းသားကပြောပါတယ်။မင်းတို့နေရာတချို့ဖြစ်နေအဲ့ဒီစခန်းမှာသွားနေဖို့ဖြစ်နိုင်မလားဆိုပြီးဘိုးလက်ရာကမေးလိုက်ချိန်မှာရတယ်ကျွန်တော်တို့လုံနိုင်တယ်ဒီဟာကိုရအောင်လုပ်မယ်လို့အဖြေပေးပြီးရဲဘော်ကျောင်းသားတို့နှစ်ယောက်တာကြီးတောင်ရေနံမြေရဲစခန်းမှာတွားရောက်နေထိုင်ကြပါတယ်ရဲဘော်ကျောင်းသားကငယ်ရွယ်သလိုတွတ်တွတ်လက်လက်နဲ့လှုပ်ရဲကန်ရဲရှိသူတယောက်ဖြစ်ကရဲဘော်ဘိုးတော်ကတော့ကျောင်းဆရာလည်းဖြစ်အပြိုးအဆူလည်းပါနေတယ်လို့လူကက်ခက်လည်းလိမ်မာပါနေတာကြောင့်သူတို့နှစ်ယောက်ကိုတရှူဖြစ်လှုပ်ဆောင်နိုင်မယ်လို့ယုံကြည်ကစေလွတ်ခဲ့တာဖြစ်တယ်လို့ဘိုးလက်ရကပြောပါတယ်အရင်နေကြည့်ပြီးစွန့်စားရတယ်ဆိုပေမဲ့ဒီဟာအောင်မြင်ဖို့ကကျွန်တော်တို့မှာ90ရာခိုင်နှုန်းလောက်ကတေချာလို့အခုလိုဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ဘိုးလက်ရကဆိုပါတယ် PDF တချို့ရဲဘော်ကျောင်းသားတို့နှစ်ယောက်ကတော့ရေနံရောင်းဝယ်လုပ်ငန်းရှင်တွေဖြစ်နေတာကြီးတောင်ရေနံမြေရဲစခန်းတွေကိုရောက်ရှိသွားပါပြီကျွန်တော်တို့ကနိုင်ငံရေးတွေတော်လှန်ရေးတွေစိတ်ဝင်စားဖို့ဆရာတို့လိုတာပြောကျွန်တော်တို့ကတော့လိုတာလုပ်ပြီးမယ်လို့ပြောပြီးစေုပ်စုရဲ့ယုံကြည်မှုပိုရအောင်အောက်ကနေဆက်ဆံပြောဆိုရတယ်လို့ရဲဘော်ကျောင်းသားကပြောပါတယ်တာကြီးတော်ရေနံမြေရဲစခန်းပါဝင်မြိုင်နေတဲ့ကစေုပ်စုဟာသူတို့အထိုင်ချရနေရကလွတ်ပြီးစခန်းပြင်မထွက်ရရတယ်လို့စားနေအခါအတွက်ကိုပင်ဈေးဝယ်မထွက်ရဲကြပါဘူးဒေတာတွင်းစစ်ကြောင်းထိုးပြီးစေုပ်စုစခန်းရောက်လာမှသာရိတ်ခါရရှိနိုင်တာမျိုးဖြစ်တာကြောင့်ရဲဘော်ကျောင်းသားတို့စခန်းရောက်သွားချိန်မှာတော့စေုပ်စုအတွက်စားကျင်တောက်ချင်တာတွားဝယ်ခိုင်းဖို့အတွက်ပါခိုင်းစရာရလာပါတယ်စေုပ်စုကအရက်ပီယာတောက်ချင်တဲ့ထမင်းကျော်စားချင်တဲ့ဆိုလဲစခန်းနဲ့9မိုင်ခန့်အကွာမှာရှိတဲ့ကံမမြို့ပေါ်ကိုတွားရောက်ဝယ်ပေးရတာစေုပ်စုတချို့က WY ဆေးပြားချကြတယ်ဆိုရင်လည်းဆေးပြားဝယ်ပေးရတာစေုပ်စုတယောက်ယောက်မွေးနေ့ကိမှားပေးရတာတွေလည်းရှိပါတယ်။ရဲဘော်ကျောင်းသားတို့နှစ်ယောက်ကမနဲ့မိုးလင်းပြီဆိုတာနဲ့စေုပ်စုအတွက်ထမင်းချက်ကျွေးရထင်းခွဲပေးရစလို့ရေနံအယောင်းဝယ်လုပ်ဖို့ချိတ်ဆက်ပေးရရေနံအယောင်းဝယ်မလုပ်ခင်အစင်တင်ရောင်းနိုင်ဖို့ရေနံဆက်မောင်းပေးရတာတွေလုပ်ရတယ်လို့ဆိုပါတယ်။ဒါတွေကတရှူဘွား6လောက်တာအတွင်းနေဆာတူဝါစေုပ်စုတွေလှုပ်ဆောင်ပေးရတဲ့လုပ်ငန်းဆောင်တာတွေဖြစ်ပါတယ်။ကျွန်တော်တို့ကလည်းတရှူလှုပ်တာဆိုတော့ကျွန်တော်တို့လှုပ်တာပြီးရင်လို့ပင်ပန်းပေမဲ့သူတို့လိုတာအောက်ကျနောက်ကျခံပြီးလှုပ်ပေးလိုက်တာပေါ့လို့ရဲဘော်ကျောင်းသားကပြောပါတယ်သူတို့နှစ်ယောက်ကိုအနိုင်ကျင့်ခိုင်းစီတာမျိုးမရှိဘဲစူးစူးကသူတို့အတွက်လည်းအသုံးတည့်တာကြောင့်အတင်းကျပ်ခိုင်းစီရင်တစ္ဆာဖောက်သွားမှဆိုတာလည်းပါမယ်ထင်တယ်လို့သူကယူဆပါတယ်ဒါကြီးတောင်ရေနံမြေရဲစခန်းမှာရဲပါဝင်စူးစူး90ဝန်းကျင်ရှိပြီး10ယောက်တစ်ဖွဲ့9ယောက်တစ်ဖွဲ့စသဖြင့်အဖွဲ့တွေခွဲကရေနံမြေအတွင်းကအဆောင်တွေမှာတဆောင်စီခွဲနေကြတယ်လို့ဆိုပါတယ်။တဆောင်နဲ့တဆောင်ကခက်လန်းလန်းမှာရှိပါတယ်။ရဲဘော်ကျောင်းသားတို့နဲ့ခင်တဲ့စေုပ်စုအဖွဲ့မှာ10ဦးရှိပါတယ်။အစပိုင်းမှာအဲ့ဒီ10ဦးရဲ့ယုံကြည်မှုကိုသာရရှိပြီးကြံတဲ့အဖွဲ့တွေကသူတို့နှစ်ယောက်ကိုတိတ်မယုံကြည်ကြသေးဘူးလို့ဆိုပါတယ်။လာအနေငယ်ကြားတဲ့အခါတာကြီးတောင်ရေနံမြေရဲစခန်းရဲ့ချက်လက်တွေကိုရဲဘော်ကျောင်းသားတို့နှစ်ယောက်စုဆောင်းနိုင်ခဲ့ပြီးစခန်းတစ်ခုလုံးကိုသိမ့်ပိုက်ချေမှုန်းဖို့အတွက်ပါပြင်ဆင်ကြပါတော့တယ်။ဒါပေမဲ့သူတို့အစီအစဉ်တိုင်းလှုပ်ဆောင်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေတစ်ခုကဖန်တီးလာပါတယ်။အဲ့ဒါကပခုတ်ကူမျိုးအမှတ်101ချင်းမြန်တမဌာနချုပ်ကနေစုစုအင်အား900ကျော်နဲ့ထွက်လာပြီးရောဒေတာနဲ့ချင်းပြည်နယ်ကိုရိတ်ခါဖို့ရင်တန်းထွက်ခွာလာမယ်ဆိုတာပါ။အဲ့ဒီရင်တန်းထွက်လာရင်ကံမတိုက်နယ်ကိုလည်းရောက်ရှိမှာဖြစ်ပြီးတာကြီးတောင်ရေနံမြေရဲစခန်းမှာအင်အားထပ်တိုးမယ်လို့ကြားသိရတယ်လို့လူအချင်းပြောင်းလုပ်မယ်ဆိုပြီးတော့လည်းကြားသိရပြန်ပါတယ်။တချို့ဖြစ်နေရင်းနဲ့စခန်းကိုချိန်မုန်းနိုင်ဖို့ကြံနေတဲ့ရဲဘော်ကျောင်းသားတို့နှစ်ယောက်စဉ်းစားရပါပြီ။
တရှူဖြစ်တဲ့နေရင်းနဲ့စခန်းကိုချိန်မုံနိုင်ဖို့ကြံနေတဲ့ရဲဘော်ကျောင်းသားတို့နှစ်ယောက်စဉ်းစားရပါပြီတကယ်လို့တာကြီးတောင်ရင်းနှမြရဲစခန်းကိုစေစုအင်အားထပ်တိုးတာဖြစ်ဖြစ်လူအချင်းပြောင်းလုပ်တာပဲဖြစ်ဖြစ်လူတစ်တွေနဲ့ဆိုရင်သူတို့ရဲ့အကြံစီတွေကဘလို့မှအဆင်ပြေနိုင်မှာမဟုတ်ဘူးဆိုတာပါဒါကြောင့်စခန်းကိုချိန်မုံမဲ့အစီအစဉ်စားပခုတ်ကူကစစ်ရင်တည်းမရောက်ခင်လက်နက်တွေပဲရသလောက်တဲထုတ်သွားကြမယ်ဆိုပြီးအစီအစဉ်ပြောင်းလဲခဲ့တယ်လို့ဆိုရတယ်မလုတ်ချင်သေးဘဲနဲ့လှုပ်လိုက်ရတာအချင်းတစ်ခုထက်ရလို့ရှိရင်ဒီတက်ကောင်းတဲ့အစီအစဉ်တွေနဲ့ဒီတက်ကောင်းတဲ့အခွင့်အလမ်းတွေပိုရမှာလို့ရဲဘော်ကျောင်းသားကမချစ်တင်ခဲ့ပြောပါတယ်နောက်ဆုံးမှာတော့တနက်တွေပဲရသလောက်တဲဖို့အတွက်မြိုင်ဘက်ကဘခေါင်းဆောင်ဘိုးလက်ရသူနဲ့ချိတ်ဆက်ပြီးအစီအစဉ်ဆွဲလိုက်ကြပါတော့တယ်မလ73ရက်ညနေပိုင်းမှာတော့ရဲဘော်ကျောင်းသားတို့ရဲ့တရှူဖြစ်လှုပ်ဆောင်ရမယ်နောက်ဆုံးနေ့ကိုရောက်ရှိလာပါပြီရဲဘော်ကျောင်းသားကမနက်ဖြန်ရေနံဝယ်မဲ့သူနဲ့ချိတ်ဆက်ထားပြီးဖြစ်တာကြောင့်ရေနံသွားမောင်းရအောင်ဆိုပြီးစေစုအဖွဲ့10ဦးတွေက9ဦးကိုရေနံမောင်းဖို့ခေါ်ဆောင်သွားပါတယ်။တန်တို့တန်စားတွေပါရောင်းဖို့ချိတ်ဆက်ထားတယ်ဆိုပြီးခေါ်ဆောင်သွားတာပါ။စေစုအဖွဲ့ဝင်တဦးကလုံခြုံရေးကြံခဲ့ပြီးရဲဘော်ဘိုးတော်ကတော့ထမင်းချက်ကြံခဲ့ပါတယ်။ကြံခဲ့တဲ့စေစုတဦးက WY ဆေးပြားချကျင်နေပါတယ်။ဆေးချကျင်တဲ့တယောက်ကိုလည်းအရင်နေ့တွေကတည်းက WY ဆေးချဖို့အတွက်ရဲဘော်ကျောင်းသားတို့ကဝယ်ပေးထားတာပါ။ရဲဘော်ကျောင်းသားကစေစုအဖွဲ့ဝင်9ယောက်ကိုမနှက်ဖြန်အတွက်အစင်သင့်ရောင်းနိုင်ဖို့ရင်းနှံမောင်းရန်ခေါ်ထုတ်သွားပြီးသူတို့ရဲ့လက်နက်တွေကိုတော့အဆောင်ထဲမှာပဲခြံထားခဲ့ပါတယ်။ထမင်းချက်ကြံခဲ့တဲ့ရဲဘော်ဘိုးတော်ကလည်းလုံခြုံရေးကြံခဲ့တဲ့စေစုဦးကိုစေးချခြင်းချပါလုံခြုံရေးအတွက်ကျွန်တော်တာဝန်ယူပေးပါမယ်လို့ပြောပြီးစေးချခိုင်းလိုက်ပါတယ်။အဆောင်မှာလုံခြုံရေးဖြစ်တူတဲ့ကြံခဲ့တဲ့စေစုအဖွဲ့ဝင်စေးချလို့အရှင်ကောင်းနေပြီလို့ယူဆရချိန်မှာတော့ထမင်းချက်နေတဲ့ရဲဘော်ဘိုးတော်ကတနက်လေးလက်နဲ့ကြီးစံတွေယူပြီးထွက်ပြေးသွားပါတော့တယ်။ရဲဘော်ဘိုးတော်အနေနဲ့တနက်တွေယူလာခြင်းမှာဟန်မပြဲလမ်းလျှောက်ပြီးတဲဆောင်လာတာဆိုပေမဲ့တနက်တွေလည်းပါတာကြောင့်ဘေးလွတ်ရာအမြန်ရအောင်ထွက်ပြေးချိန်မှာတော့ဆေးချနေတဲ့တယောက်ကရိတ်မိသွားပြီးနောက်ကနေတနက်နဲ့လိုက်လံပြစ်ခတ်ပါတယ်။တစ်ဖက်မှာရေနံမောင်းဖို့အတွက်စုစုအဖွဲ့9ယောက်ကိုခေါ်ထုတ်သွားတဲ့ရဲဘော်ကျောင်းသားကလည်းတနက်တန်ကြားချိန်မှာထွက်ပြေးပါတော့တယ်။တနက်တန်တွေကြောင့်ရေနံမောင်းဖို့ထွက်လာတဲ့စုစုကလည်းအခြေအနေကိုရိတ်မိသွားအောင်ရှိပြီးအဆောင်ကိုတနက်တွေပြန်ယူကရဲဘော်ကျောင်းသားကိုလိုက်လံပြစ်ခတ်ကြပါတော့တယ်။ဒါပေမဲ့ရဲဘော်ကျောင်းသားကကြိုတင်ချင်းချက်ထားတဲ့ကာကင်းတွေရှိရာကိုအရောက်ပြေးနိုင်ခဲ့ပြီးလွတ်မြောက်သွားခဲ့ပါတယ်။ရဲဘော်ကျောင်းသားတို့အစီအစဉ်ရေးဆွဲကြတဲ့ကသူတို့စီကလက်နက်တွေယူပြီးထွက်ပြေးလာလို့စေစုကလိုက်လံပြစ်ခတ်ရင်ကာပစ်ပေးဖို့ကာရင်းကိုမလန့်မကန့်မှကြိုတင်ဆောင်ခိုင်းထားတာဖြစ်ပါတယ်။ကျွန်တော်ကကာကင်းစီကိုအရင်ရောက်သွားတယ်။ဖနက်ကိုမပါပါဘူးပြေးရတာလဲမောလို့ပါလို့ရဲဘော်ကျောင်းသားကပြောပါတယ်။ရဲဘော်ဘိုးတော်ကတော့စီစဉ်ထားတဲ့လမ်းတိုင်းမဟုတ်ပဲလွတ်မြောက်ဖို့ရာအတွက်ရောက်ရပေါက်ရပြေးရင်းနဲ့နောက်မှဖုံးအချိတ်ဆက်ရပြီးပြန်ဆောင်တာဖြစ်တယ်လို့ဆိုပါတယ်။ရဲဘော်ဘိုးတော်အနေနဲ့G3တနက်လေးလက်သေဆောင်လာပြီးမဲ့လမ်းမှာတလက်ကြကြံခဲ့ပါတယ်။သူတို့စခန်းကိုပြန်ရောက်ချိန်မှာတော့G3တနက်3လက်ကြီးပေါက်5ခုနဲ့Gအတောင့်80ယူဆောင်လာနိုင်ခဲ့ပါတယ်။လက်ရှိအညာဒေသပေါက်ဈေးအရG3တနက်တလက်ကိုကျပ်သိန်း100ကျော်ကြီးပေါက်ကကျပ်9သိန်းနဲ့ကြီးစံတောင်းကျပ်တောင်းလုံးဖြစ်ပါတယ်။ရန်သူစေအုပ်စုစခန်းကိုတရှိုးဖြစ်ဝင်ရောက်ပြီးလက်နက်တွေရယူနိုင်တဲ့ရဲဘော်နှုတ်ကိုကျပ်သိန်း100ချိမြင့်ပြီးရဲဝန်စွန့်စားမှုအတွက်ဂုံပြူကျောင်းမြိုင်ပခဖကသတင်းထုတ်ပြန်ပါတယ်။တရှိုးရဲဘော်နှစ်ယောက်ထွက်ပြေးလွတ်မြောက်သွားပြီးတိတ်မကြခင်အချိန်မှာပဲဒါကြီးတောင်ရင်းနှမြရဲစခန်းကစေအုပ်စုကလည်းသူတို့6လကျော်ကြာယုံကြည်အားကိုးခဲ့ရတဲ့ရဲဘော်ကျောင်းသားတို့စီကိုပုံဆက်ပြောလာပါတယ်။မင်းတို့လှုပ်ရက်လိုက်ကြတာကွာ။